မင်းကလေးတယောက်ဟာသူမရဲ့စစ်ဆက်ထားသူဟာလူမဆန်တဲ့စက်ရုံမဲကိုလက်ပတ်နေသူဖြစ်ကြောင်းမိဘတွေကိုတက်တဲ့ဗီဒီယိုတွေနဲ့ပြသရန်သူ၏စစ်ဆက်ထားသူအလုပ်ထဲကိုအလုပ်သမားအဖြစ်ဟန်ဆောင်ဝင်ရောက်လုပ်ကင်ချိန်မှာစစ်ဆက်ထားသူရဲ့အောက်လိုက်ငယ်သားတွေကသူမနဲ့လူငယ်လေးကိုဖမ်းဆီးဖို့ကြိုးစားနေခဲ့ပါတယ်။ထိအချိန်မှာပဲမင်းကလေးရဲ့မိဘတွေရောက်ရှိလာပြီးလူဆိုးတွေလက်ထဲမှာလွတ်မြောက်ခဲ့ပါတယ်။တကယ်တော့မင်းကလေးရဲ့မိဘတွေကမြို့ရဲ့အချမ်းသာဆုံးစည်ရင်ဝင်တွေကပါမိဘတွေရောက်လာချိန်မင်းကလေးကသူရရှိလာတဲ့တက်တဲ့တွေကိုကလေးတယောက်ဖြစ်ပြတတ်ခဲ့ပါတယ်တကယ်ပါတယ်ဒါပေမဲ့စစ်ဆက်ထားသူကတော့အဲ့ဓာတွေဟာသူ့လက်အောက်ငယ်သားတွေရဲ့အမှားသာဖြစ်ပြီးသူနဲ့မဆိုင်ကြောင်းပပနက်နက်လိန်ညာခဲ့ပါတယ်မင်းကလေးရဲ့မိဘတွေကလည်းဒီလူဟာနိုင်ငံခြားပြန်ပညာတတ်တယောက်ဖြစ်တာကြောင့်တမိဖြစ်သူထက်သူ့ကိုပိုပြီးယုံကြည်နေကြပါတယ်ဒါအပြင်အဖိုးဖြစ်သူကျမ်းမာရေးမကောင်းတာကိုအကြောင်းပြပြီးဒီလူနဲ့ပဲအမြန်ဆုံးလက်ထပ်ဖို့အတင်းအကျပ်ဖိအားပေးလာပါတယ်မိဘတွေကအမှန်တရားကိုနားမဝင်တော့တဲ့အဆုံးမှာမင်းကလေးကဘေးနားမှာရှိနေတဲ့တာမန်လူငယ်လေးတယောက်ရဲ့လက်ကိုဆွဲပြီးတမိဒီလူနဲ့ပဲလက်ထပ်မယ်လို့အားလုံးရှိမှကြေညာလိုက်ပါတယ်သူမဟာဒီလူငယ်နဲ့နှိစက်မှုရှိထားပြီးသားဖြစ်ကြောင်းတက်တည်ပြလိုက်တဲ့အခါမှာတော့မိဘတွေအားအတင်သွားပြီးဒီလူငယ်ကိုသဘောမကျပေမဲ့လည်းအိမ်ကိုခေါ်ခဲ့ဖို့လက်ခံလိုက်ရပါတယ်ဒါကိုမနာလို့ဖြစ်သွားတဲ့စက်ရုံမှုကဒီလူငယ်လေးကိုဒုက္ခပေးဖို့ညှိလုံးထုတ်ပါတော့တယ်သူတို့ဟာမင်းကလေးရဲ့အိမ်ကိုလိုက်လာပြီးဗီဒီယိုတူတစ်ခုနဲ့ဆွဆွဲချက်တွေလုပ်ပါတယ်အဲ့ဒါကတော့ဒီလူငယ်ဟာတထေးကြီးတယောက်အတွက်တီးတန့်ချုပ်လုပ်ထားတဲ့တန်းချီတန်းတဲ့လက်အိတ်ကိုခိုးယူခဲ့တယ်ဆိုတာပါပဲစက်ရုံမှုဟာလူငယ်လေးအလုပ်ဝင်တုန်းကပေးထားတဲ့လက်ပွေရာကိုခိုးယူပြီးလက်အိတ်ပေါ်မှာလက်ပွေတူတွေဖန်တီးထားတာကြောင့်လူငယ်လေးကိုလူပုံလဲမှာလက်အိတ်ချုပ်ပြီးလက်ပွေတိုက်စစ်ဖို့ဖိအားပေးလာပါတယ်တကတော့ဒီလူငယ်စလက်ကဘာကြောင့်သူ့လက်အိတ်ကိုချုပ်ဖို့ညှင်းဆန်နေတာလဲဆိုတော့သူ့ရဲ့လက်တက်ထိလိုက်တာနဲ့အားလုံးကရွှေဖြစ်ပြောင်းလဲနိုင်တဲ့ထူးဆန်းတဲ့ယောဂရှိနေလို့သူ့ရဲ့အထုလက်အိတ်ကိုတစ်သက်လုံးမချုပ်ဖို့စီထဲကမိဘတွေကမှထားလို့ပါလူငယ်လေးကလက်အိတ်ကိုမချွတ်ချင်ပဲညှင်းဆန်နေတာကြောင့်အားလုံးကသူ့ကိုတခိုးလို့ထင်သွားကြပါတယ်ဒါပေမဲ့စက်ရုံမှုကလူငယ်လေးကိုအတင်းဆွဲထုတ်ပြီးလက်အိတ်ချွတ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲလူငယ်လေးရဲ့မိဘတွေရောက်လာပါတယ်တကယ်တော့ဒီလူငယ်လေးရဲ့ဖခင်ဟာမြို့ရဲ့အချမ်းသာဆုံးတထေးကြီးဖြစ်နေတာပါတထေးကြီးရောက်လာတဲ့အခါမှာတော့စက်ရုံမှုရဲ့ရုပ်မာတဲ့အကြံစီတွေပေါ်သွားပါတော့တယ်